BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီ။ဒီညနားဆင်ရမယ့်ထဲအီရန်စစ်အဆုံးသတ်ရေးအတွက်ပါကစ္စတန်ကြားဝင်ပေးနေတာအချိန်ရလာပြီဆိုတဲ့အကြောင်းပြင်တန်စီယိုတွေခတ်ထားတဲ့ဟာမှာကျတော့တရုတ်အလံတွေထောင်ထားတာတွေရှိတယ်ပေါ့နော်။တချို့မခတ်ရသေးတဲ့နေရာတွေဆိုရင်လည်းသူတို့တရုတ်အလံထောင်ထားတယ်။အဲ့ဒီထောင်ထားတဲ့ဟာတွေအကုန်လုံးကသူတို့ကခတ်သွားမယ်ဆိုတာသိရတယ်။ရှမ်းမြောက်ကနေဆက်စီးမြင့်ကိုကြော်ပြီးတရုတ်ချန်စီယိုခတ်နေတယ်ဆိုတဲ့အကြောင်းနဲ့နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးအာဆီယံဘေးပန်းစည်းဝေးမှာဆွေးနွေးဖို့ကြိုးစားတယ်ဆိုတဲ့အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီညအစီအစဉ်ကိုကျွန်တော်ဘိုဘိုကတင်ဆက်ပေးထားပါတယ်။အမေရိကန်နဲ့အီရန်စစ်အဆုံးသတ်ရေးအတွက်ပါကစ္စတန်ကြားဝင်ဖြန့်ပြေးပေးနေတာအချိန်ရလာပြီဆိုပြီးတော့ပါကစ္စတန်ဝန်ကြီးချုပ်ကပြောပါတယ်။တနင်္လာနေ့ကစပြီးဟော်မုစ်ရေလက်ကြားကိုဖျက်တဲ့ကုန်တင်သင်္ဘောတွေအတွက်အမေရိကန်ကစစ်ရေးစောင့်ကြပ်လိုက်ပေးတာကိုသမ္မတထရမ့်ဆိုင်းငံ့လိုက်ပြီးတဲ့နောက်ရှာဘတ်ရှရီဖ်ကပြောကြားလိုက်တာဖြစ်ပါတယ်။အီရန်နဲ့သဘောတူညီမှုတစ်ခုခုရနိုင်မလားစောင့်ကြည့်ဖို့ရက်တာဆိုပြီးတော့လေမစ္စတာထရမ့်ကပြောပါတယ်။အီရန်ကသဘောတူညီချက်မယူရင်အရှိန်ပိုပြင်းတဲ့ဘုံတွေနဲ့ချမယ်ဆိုပြီးတော့မစ္စတာထရမ့်ကထပ်မံချိန်ချောက်ခဲ့ပါတယ်။အမေရိကန်နဲ့အီရန်ကြားမှာစစ်ပြီးစုံရေးအတွက်သဘောတူညီမှုရဖို့နီးလာပြီဆိုတဲ့သတင်းတွေကြောင့်ရေနံဈေးနှုန်းကျဆင်းပြီးကမ္ဘာ့စတော့ဈေးကွက်ပြန်တက်လာခဲ့ပါတယ်။ Brent ရေနံစိမ်းရဲ့ဈေးနှုန်းကတစ်စီးကိုဒေါ်လာ100အောက်ကျဆင်းခဲ့တာပါ။ဒီချိန်မှာပဲလေယာဉ်စီတွေဈေးတက်နေလို့ဒီလအတွင်းကမ္ဘာနှံ့ခီးစဉ်13000ကိုလေယာဉ်ကုမ္ပဏီတွေရပ်ဆိုင်းခဲ့ပါတယ်။ဒီရပ်ဆိုင်းမှုတွေကခီးတဲ့ထိုင်ကုန်နေရာ2သန်းနီးပါးလောက်နဲ့ညီမျှမယ်ဆိုပြီးတော့သုံးသပ်နေကြပါတယ်။အရှေ့လေပိုင်းချင်းတွေဟာအရေးကြီးတဲ့ချိန်ကိုရောက်နေကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ရေရှည်ခံအပြည့်ရစရေးရဖို့အရေးတကြီးဦးစားပေးရမယ်ဆိုပြီးတရုတ်ပြည်ကိုရောက်နေတဲ့အီရန်နိုင်ငံခြားရေးဝန်ကြီးအဘတ်စ်အာရာခီကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံဟာပဋိပက္ခမှာကြားဝင်မညက်အောင်ရှောင်ရင်းညှိနှိုင်းစေ့စပ်ပေးဖို့သတိထားဆောင်ရွက်နေကြောင်းဘေကျင်းက BBC သတင်းတောက်ကပြောပါတယ်။နောက်တစ်ပတ်တရုတ်သမ္မတရှီကျင်းဖိန်နဲ့ဒေါ်နယ်ထရမ့်တို့ထိပ်သီးဆွေးနွေးပွဲကိုလက်ခံကျင်းပပေးဖို့အတွက်လည်းတရုတ်အစိုးရကပြင်ဆင်နေပါတယ်။ထိုင်းနိုင်ငံမှာနိုင်ငံသားတွေလူကြားထဲမှာမဖွဲမရပြုတာပါဝင်ဖြစ်ရတဲ့ကြောင့်ခီးသားတွေရဲ့အမှုကျင့်ကိုပိုတိုးပြီးစောင့်ကြည့်မယ်ဆိုပြီးထိုင်းအစိုးရကပြောကြားလိုက်ပါတယ်။ဒီကိစ္စတွေကြောင့်နိုင်ငံပုံရိပ်ထိခိုက်ပြီးယဉ်ကျေးမှုနဲ့ဆန့်ကျင်တယ်လို့လည်းသတိပေးပါတယ်။မူရစေသုံးတာလို့မလျော်မကန်ပြုမှုတဲ့ခီးသွားတွေကိုတရားစွဲနိုင်ကြောင်းထိုင်းဝန်ကြီးရုံးကနေထုတ်ပြန်ပါတယ်။ဒီလနေ့တုန်းကဖူးခက်လူစီကားတဲ့နေရာကတုတ်ကားတစ်စင်းပေါ်မှာဇုံတွဲလိန်ဆက်ဆန်နေတာကိုတွေ့ရှိပြီးတဲ့နောက်ဒီလိုထုတ်ပြန်ခဲ့တာပါ။စပိန်မျိုးသားနဲ့ပီရူးသူဇုံတွဲကိုထိုင်းကနေနှင်ထုတ်ခဲ့ပါတယ်။တောင်ကိုရီးယားသမ္မတကတော်ဟောင်းကင်ကန်ဟီရဲ့အယူခံမှုကိုစစ်ဆေးခဲ့တဲ့တရားသူကြီးသေဆုံးကြောင်းစိုးမြို့မှာတွေ့ရှိခဲ့ပါတယ်။ဒီကနေ့မနေ့စောပိုင်းတုန်းကတရားရုံးချုပ်ဝင်းထဲကပန်းကင်းထဲမှာရှင်ကျုံအိုးရဲ့ရုပ်လောင်းကိုတွေ့ရှိခဲ့ကြောင်းရဲကပြောပါတယ်။တောင်းပန်လိုပုံရတဲ့သေချောင်းမကြံခင်နှုတ်ဆက်စာကိုသူ့အိတ်ကထဲမှာတွေ့ရပေမဲ့လည်းအမှုကြောင်းကိုဖော်ပြမထားဘူးဆိုပြီးသတင်းတွေမှာရေးပါတယ်။ဒီသေဆုံးမှုမှာလီဇယ်လုတ်ကြံထားတဲ့လက္ခဏာမတွေ့ရကြောင်းရဲကပြောပါတယ်။သမ္မတဟောင်းယွန်ဆွတ်ယိုဂရောရဲ့ခြားစားမှုနဲ့စတော့ဈေးကွက်ဆွတ်ဖက်မှုတွေအတွက်အရင်လတုန်းကတရားသူကြီးရှင်းက4နှစ်ထိ2ဆတိုးထောင်နဲ့ချမှတ်ခဲ့ပါတယ်။တခါတောင်ကိုရီးယားကိုတီးခြားနိုင်ငံဖြစ်မြောက်ကိုရီးယားရဲ့ဖွဲ့စည်းပုံမှာပြင်ဆင်သတ်မှတ်လိုက်ပြီးပြန်လည်ပေါင်းစည်းရေးညွှန်းဆိုချက်ကိုဖယ်ရှားလိုက်ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းရဲ့ရန်လိုနေတဲ့နှစ်နိုင်ငံမူဝါဒအပြောင်းရွေ့ကိုတရားဝင်ဖြစ်အောင်လုပ်တာဖြစ်ကြောင်းတောင်ကိုရီးယားယုံဟပ်သတင်းအေဂျင်စီကပြောပါတယ်။ဒီပြင်ဆင်ထားတဲ့ဖွဲ့စည်းပုံကကင်ဂျုံအွန်းကိုနိုင်ငံအကြီးအကဲဖြစ်သတ်မှတ်လိုက်ပါတယ်။မလေးရှားမှာအကြီးဆုံးခြားစားမှုရှုပ်တော်ပုံကနေပြန်လည်ရရှိတဲ့ပကီကားတွေကိုအာနာပိုင်တွေကပထမဆုံးချိန်ထုတ်ပြခဲ့ပါတယ်။ပီကာဆိုနဲ့မီရိုတို့ရဲ့လက်ရာတွေပါဝင်ပကီလေးကားကိုနယူးယောက်ကအရင်လကမှပြန်ရယူခဲ့တာဖြစ်ပါတယ်။မလေးရှားဆိုရရန်မုံငွေတွေကနေထိတ်တန်းအာနာပိုင်တွေကဲ့ယူထားတဲ့
ဒေါ်လာ4.5 ဘီလီယံကနေဝယ်ခဲ့တဲ့ပြည်ကားတွေဖြစ်ပါတယ်ဒီပြည်ကားတွေကိုအမျိုးသားပြတိုက်ကိုမကြခင်လွှဲပြောင်းပေးမယ်ဆိုပြီးမလေးရှားချစားမှုတိုက်ဖြတ်ရေးမင်းကြီးကပြောပါတယ်နောက်ထပ်အနုပညာလက်ရာတွေထပ်ပြီးတော့ဖော်ထုတ်နိုင်အောင်ကြိုးစားနေတယ်လို့လည်းသူကပြောကြားခဲ့ပါတယ်တော်ရရှိမြခင်ဗျာရှမ်းမြောက်မှာနေဆက်စီးမြင့်ကိုကြော်ပြီးတရုတ်ဘက်ကခြံစည်းရိုးခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ဒီလိုစီးရိုးခတ်တဲ့နေရာတွေဟာနေပြည်တော်ရဲ့အာဏာစက်တက်ရောက်မှုမရှိတဲ့ကိုးကန့်နဲ့ဝထိန်ချုပ်နေမြေတွေဖြစ်ပါတယ်ဒီလိုတရုတ်ကကြော်လွန်ပြီးတော့ခြံစည်းရိုးခတ်တယ်ဆိုရတဲ့ပတ်သက်ပြီးနေပြည်တော်ကရောလက်နက်ကင်ဖွဲ့တွေကပါနှုတ်ဆက်နေကြပါတယ်ဒီကြောင်းမတ်သူစာလင်းကပြောပြပါမယ်တရုတ်မြန်မာနှစ်နိုင်ငံနယ်စပ်ထိစပ်နေပြီးကိုးကန့်တက်ထိန်းချုပ်ထားတဲ့ချင်းရွှေဝါကျူကုတ်ပန်ဆိုင်မူဆယ်ရွှေလီနဲ့လောက်ကင်ကနယ်စပ်နေရာတွေမှာတရုတ်ဘက်ကခြံစည်းရိုးခတ်နေတယ်လို့ချင်းရွှေဝါဒေသခံတွေကပြောပါတယ်ဒါအပြင်ဝတက် UWSA ထိန်းချုပ်ထားတဲ့နတ်တစ်မန်ခါဂိတ်တွေဘက်မှာလည်းနယ်စပ်စည်းရိုးတွေခတ်နေတာရှိတယ်လို့ဆိုပါတယ်အဲ့ဒီနေရာတွေမှာတရုတ်ဘက်ကခြံစည်းရိုးခတ်တာအပြင်စောက်လုပ်ရေးလုပ်ငန်းတွေပါပူးတွဲလှုပ်ဆောင်နေတာတွေ့ရတယ်လို့မျက်မြင်တွေ့ရှိသူဒေသခံတွေက BBC ကိုပြောပါတယ်နှစ်နိုင်ငံနယ်စပ်မှာစည်းရိုးခတ်တာကိုမြင်တွေ့သိရှိခဲ့တဲ့ချင်းရွှေဝါဒေသခံတူပြောပြတာကအဆင့်3ဆင့်လိုမျိုးပုံစံပေါ့နော်ပထမဆုံးတစ်ခုကကြတော့တို့ရဲ့ငကိုမူရင်းရှိတဲ့ခြံစည်းရိုးမူလအဟောင်းပေါ့နော်ဒုတိယတစ်ခုကကြတော့လူအရက်ထက်ကြော်တဲ့အုတ်တိုင်းအမြင့်ကြီးတွေပေါ့ခုနောက်တစ်ဆင့်ကကြတော့တို့တန်နေနဲ့ခတ်ထားတာအဲ့ဒီတန်စည်းရိုးတွေခတ်ထားတဲ့ဟာမှာကြတော့တရုတ်အလံတွေထောင်ထားတာတွေရှိတယ်ပေါ့နော်တချို့မခတ်ရသေးတဲ့နေရာတွေဆိုရင်တို့တရုတ်အလံထောင်ထားတယ်အဲ့ဒီထောင်ထားတဲ့ဟာတွေအကုန်လုံးကတို့ကခတ်သွားမယ်ဆိုတာသိရတယ်အခုလိုနယ်စပ်စည်းရိုးခတ်လိုက်တာကြောင့်မြန်မာဘက်ခြမ်းကဒေသခံနေတချို့ဟာတရုတ်ခြံစည်းရိုးအတွင်းကိုရောက်ရှိသွားကတရုတ်နိုင်ငံရဲ့ပိုင်နယ်ထဲကိုရောက်ရှိသွားတယ်ဆိုပြီးအဲ့ဒီနေအိမ်တွေကိုဖြိုဖျက်ခိုင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်တရုတ်မြန်မာနှစ်နိုင်ငံရခိုင်နယ်နိမိတ်သဘောတူညီချက်တွေအရနှစ်နိုင်ငံနယ်နိမိတ်ရဲ့10မီတာအတွင်းမှာဘလို့အဆောက်အဦမှဆောက်လုပ်ခွင့်မရှိပါဘူးပြီးတော့နယ်နိမိတ်သတ်မှတ်တာကို9နှစ်တစ်ကြိမ်စောင့်ကြည့်စစ်ဆေးရမှာဖြစ်တယ်လို့တရုတ်မြန်မာအရေးလေ့လာသူတွေကပြောပါတယ်ဒီပေါ်တရုတ်မြန်မာအရေးလေ့လာသူဒေါက်တာဆိုင်းကြည်စင်ဆိုပြောတာကလက်နက်ကိုင်အဖွဲ့အစည်းတွေရှိနေတဲ့အချိန်ပဋိပက္ခဖြစ်နေတဲ့အချိန်မျိုးမှာဒီလိုမျိုးလောက်တဲ့ဥစ္စာကတရုတ်နိုင်ငံအစိုးရအနေနဲ့တရားဝင်လောက်တာမဟုတ်ဘူးဆိုတဲ့ညှင်းဆုံမှုကိုလည်းညှင်းလို့ရတဲ့အနေအထားမှာရှိတယ်။ဘာဖြစ်လို့ဆိုတော့စစ်ကောင်စီလည်းမပါဝင်ဘူး။နှစ်ကြာလာတာနဲ့များခြံခတ်လိုက်တဲ့ဟာတွေကနယ်နိမိတ်အဖြစ်အတီးဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့သူတို့ယူဆတာမျိုးလည်းဖြစ်နိုင်တယ်ခင်ဗျ။2023ခုနှစ်နိုဝင်ဘာလမှာစင်ဟွာနဲ့တရုတ်အစိုးရပိုင်သတင်းဌာနတွေရဲ့ဖော်ပြချက်အရအခုလိုနယ်စပ်မှာခြံစည်းရိုးခတ်တာဟာ139ခွန်စစ်စင်ရေးတွေမှာမြန်မာဘက်ကစစ်ရှောင်းတွေဝင်ရောက်လာခဲ့ရင်တားဆီးနိုင်မှုအပြင်တရားမဝင်လူကုန်ကူးမှုအွန်လိုင်းကြားပြန်လုပ်ငန်းတွေကိုပါထိန်းချုပ်နိုင်မှုဖြစ်တယ်လို့ဖော်ပြခဲ့ပူပါတယ်။ဆီယနာမသိန်းက2020တုန်းကလည်းဒီနေရာတွေမှာပဲကိုဗစ်ရောဂါကာကွယ်တားဆီးရေးအကြောင်းပြချက်နဲ့တရုတ်ဘက်ကခြံစည်းရိုးခတ်ဖို့စ조사ခဲ့ပေမဲ့နေပြည်တော်ဘက်ကကန့်ကွက်ခဲ့လို့နောက်ဆုတ်သွားခဲ့ပူပါတယ်ရှင်။တော်ရရှိမြခင်ဗျာအာဆီယံထိပ်သီးအစည်းအဝေးကိုဖိလစ်ပိုင်မှာမေလ10ရက်မှာစတင်ကျင်းပမှာဖြစ်ပြီးတော့ဒီကနေ့ကစလို့အာဆီယံနိုင်ငံရေးဝန်ကြီးအစည်းအဝေးစတင်နေပါပြီ။ဒီမှာနေပြည်တော်ကနိုင်ငံရေးဝန်ကြီးကိုထိုင်းကဘေးပန်းအစည်းအဝေးတွေမှာဆွေးနွေးဖို့ကြိုးစားနေတယ်ဆိုပြီးသတင်းတွေထွက်နေပါတယ်။ဒီပေါ်ထိုင်းနိုင်ငံရေးဌာနကဘယ်လိုတုံ့ပြန်တယ်လဲ။ကိုကျော်စီရကပြောပြပေးပါမယ်။စီဘူးမှာလက်ရှိကျင်းပနေတဲ့အာဆီယံနိုင်ငံရေးဝန်ကြီးများအစည်းအဝေးကာလအတွင်းနေပြည်တော်ကနိုင်ငံရေးဝန်ကြီးဦးတင်မောင်ဆွေကိုအစည်းအဝေးပြင်ပဘေးပန်းအစည်းအဝေးတစ်ခုပုံစံနဲ့တွဲဆုံဖိတ်ကြားဖို့ထိုင်းဘက်ကစဉ်းစားချက်ရှိတယ်ဆိုပြီးသတင်းထွက်ပေါ်နေတဲ့ပေါ်အဲ့ဒီလိုဖိတ်ကြားဖို့အစီအစဉ်မရှိကြောင်းထိုင်းနိုင်ငံရေးဝန်ကြီးဌာနကအရာရှိကြီးတဦးက BBC ကိုမေလ6ရက်နေ့မှာပြန်လည်ဖြေကြားပါတယ်။လက်ရှိမှာအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်အစည်းအဝေးတွေကိုဦးမင်းအောင်လှိုင်အစိုးရကိုစားနိုင်ငံရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးဟောက်ခန့်ဆုံးတက်ရောက်မယ်လို့သိရပြီးလက်ရှိဝန်ကြီးဦးတင်မောင်ဆွေကစီဘူးကိုတွားရောက်ဖို့မရှိဘူးလို့နေပြည်တော်သတင်းရင်းမြစ်က BBC ကိုအတည်ပြုပါတယ်။ထိုင်းအစိုးရအနေနဲ့မြန်မာကိုအာဆီယံမှာပြန်ဝင်ဆန့်ဖို့ကြိုးပမ်းမှုအပေါ်အာဆီယံနိုင်ငံတွေရဲ့သဘောထားတွေကရောဘယ်လိုရှိနိုင်ပါသလဲ။အာဆီယံအရေးလေ့လာနေသူတို့ပြောပြတာကအာဆီယံဘက်မှာတဖြည်းဖြည်းချင်းပြန်ပြီးတော့မှပါဝင်ခွင့်ပြုတာမျိုးပေါ့နော်ဒါမျိုးကထိုင်းရဲ့စဉ်းစားချက်ဖြစ်နိုင်ပါတယ်စေအုပ်စုဘက်ကဒီအာဆီယံရဲ့လိုလားချက်တွေဖြည့်ဆည်းမှုမရှိဘူးဆိုရင်တော့အာဆီယံနဲ့မှရှိတဲ့ဘယ်နိုင်ငံကဘယ်လောက်ပဲဆန္ဒရှိနေပါစေပေါ့နော်အာဆီယံအဖွဲ့ကြီးတစ်ခုလုံးအနေနဲ့ကစေအုပ်စုကိုပြန်ပြီးတော့ဆက်ဆံဖို့အတိမတ်ပြုဖို့ဆိုတာဖြစ်မှာမဟုတ်ဘူးလို့ကျွန်တော်တို့ကနားလည်ပါတယ်ဒီ
ဒီအစည်းအဝေးတွေအတွင်းမြန်မာအတွက်ချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ချက်ကိုပဲပြန်လည်သုံးသပ်တာမျိုးတွေလှုပ်လာနိုင်တယ်လို့အာဆီယံအရေးကျွမ်းကျင်သူတွေကပြောဆိုကြပါတယ်။အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာဘလို့အကြောင်းအရာတွေကိုအဓိကထားဆွေးနွေးလာနိုင်ပါသလဲ။မြန်မာနဲ့ပတ်သက်လို့ဆွေးနွေးမှုရှိလာနိုင်ပါမလား။ဒီအကြောင်းမဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေး Institute ISP မြန်မာပြင်ပဆက်သွယ်ရေးဒါရိုက်တာဦးအောင်သူငြိမ်းပြောပြတာကအာဆီယံထိပ်သီးဆွေးနွေးမှာလွှမ်းမိုးတဲ့အာဂျင်ဒါတွေကဘာဖြစ်မလဲဆိုတော့အခုကဒီအီရန်ပင်လယ်ကွေ့စစ်ပွဲဖြစ်နေတော့ဒီရေနံလောင်စာလုံခြုံမှုပြဿနာပေါ့ဗျာစာနာရေးခါလုံခြုံမှုပြဿနာဘာညာဒါတွေကသူတို့အဓိကဆွေးနွေးဖို့အကြောင်းအရာဖြစ်မှာပါအဲ့တော့မြန်မာလက်ရှိအစိုးရတွေကိုဖိတ်မလားဆိုတဲ့အခါမှာအခုချိန်ကြီးကအားလုံးတူညီတဲ့သဘောတူညီချက်မရှိသေးတော့ဖိတ်လို့မရဘူးဗျတစ်ဖက်မှာလည်းဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနကနေဒေါအောင်ဆန်းစုကြည်ကိုနေအကျယ်ကျုပ်အဖြစ်ရွှေ့ပြောင်းထားမှုပေါ်ကြိုးဆိုကြောင်းထုတ်ပြန်ပေမဲ့အာဆီယံအထူးတန်နဲ့တွေ့ခွင့်ပေးဖို့ကိုလည်းတောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျတန်ယုံကလည်းဒေါအောင်ဆန်းစုကြည်ကိုချွင်းချက်မရှိပြန်လွှတ်ပေးဖို့တောင်းဆိုမှုတွေကိုဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်။တော်ရရှိမြခင်ဗျာစစ်တပ်အလုံးစုံမထိန်ချုပ်နိုင်တဲ့ရခိုင်တနင်္သာရီနဲ့ကချင်ပြည်နယ်ကဒေသတချို့ကိုဧပြီလကုန်ပိုင်းကစလို့ပြည်တွင်းလေကြောင်းခီးတွေပြန်လည်ပြေးဆွဲခဲ့ပါတယ်။ဒါပေမဲ့လေရင်လက်မှတ်ဈေးကစမတန်ဖြစ်နေပြီးမှောင်ခိုရောက်တဲ့အထိဖြစ်နေပါတယ်ဒီကြောင်းမသိသိတွေကတင်ဆက်ပေးပါမယ်လက်ရှိမြန်မာနိုင်ငံအတွင်းမှာလမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးလေကြောင်းလိုင်းကိုတော့အားထားတွားရတဲ့ဒေသတွေဖြစ်တဲ့ရခိုင်ပြည်နယ်မန်အောင်တနင်္လာရီတိုင်းမိတ်နဲ့ကချင်ပြည်နယ်မြစ်ကြီးနားတို့ကိုလေကြောင်းလိုင်းတွေပြန်လည်စတင်ပြေးဆွဲခဲ့ပါတယ်မြစ်ကြီးနားလေဆိပ်ကိုဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်လအနည်းငယ်ကြာပိတ်ထားရကနေပြီးခဲ့တဲ့အပတ်ကပြန်ဖွင့်ခဲ့တာပါစစ်တပ်ကအေအေအတွက်ထောက်ပံ့မှုတွေမရရှိအောင်ရခိုင်ပြည်နယ်အဝင်အထွက်ကိုပိတ်ဆို့ထားခဲ့တာပါအဲ့ဒီထဲမှာလေကြောင်းလိုင်းတွေပြေးဆွဲမှုရပ်တန့်တာလည်းပါဝင်ပြီးအခု3နှစ်အကြာမှာတော့မန်အောင်ကြောက်ဖြူတပတ်3ရက်ပြန်လဲပြေးဆွဲလာပါတယ်မိကနေကော့တောင်းနဲ့ဗုတ်ပြင်းလေကြောင်းခီးစဉ်တွေကိုတော့ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလမှာအကြောင်းပြချက်ခိုင်ခိုင်မာမာမတိရှိရပဲပိတ်ခဲ့တာပါဗုတ်ပြင်းဒေသခံတွေပြောပြချက်အရလေရင်စီကြောင့်ခီးစဉ်ရှော့ချပြေးဆွဲတာမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်မန်အောင်ဒေသခံတွေကတော့ရေချောင်းကိုပဲအားထားရကနေအခုလိုလေချောင်းပြန်လဲပြေးဆွဲလာမှုရှိလာတာကြောင့်ဝမ်းတာကြပေမဲ့လေရင်လက်မှတ်ကတော့မဲနိုင်ဝယ်ယူနေရတဲ့အခြေအနေဖြစ်နေတဲ့အကြောင်းမန်အောင်ဒေသခံပြောတာကဒီကတော့မဲ့သူတွေကလည်းအများကြီးမာဟာတာမဲ့အများကြီးရှိတယ်ဆိုတဲ့အခါကျတော့အခုလုံးလုံးစင်မှာတော့ရန်ကုန်ကလိုင်းမဲ့သူတွေကိုမြန်မာဒီကြောင်းလိုင်းလူ့သွားနေတယ်လက်မှတ်ရောက်နေနေရတာလဲနိုင်ပြီးတော့ပြည်တယ်ပေါ့နော်လဲနိုင်ပြီးတော့ဒီတွေကလဲကြတဲ့1 2 3 4 5အဲ့လိုမျိုးကိုကြားပြီးတော့လူတွေကလက်မှတ်ရောက်နေတာကိုတွေ့ရပါတယ်မြစ်ကြီးနားမှာလည်းလေကြောင်းလိုင်းပြေးဆွဲမှုပြန်ရှိပေမဲ့မောင်ခိုဈေးကွက်မှာကျပ်15သိန်းကနေ30ဝန်းကျင်အထိဈေးတွေမြင့်တက်နေပါတယ်မြစ်ကြီးနားရန်ကုန်လေရင်လက်မှတ်ရောင်းသူပြောပြတာကတရားဝင်ပေါ့နော်လက်မှတ်ရောင်းဌာနတွေရှိတယ်တချို့ကြတော့လေအဲ့လိုမဟုတ်ဘဲနဲ့လက်မှတ်တော့ရောင်းနေနိုင်တယ်တရားဝင်လိုင်စင်မရှိဘဲနဲ့ကြားထဲမှာပဲဟိုပွဲစားပေါ့နော်ပြောမှဆိုအဲ့လိုရောင်းတဲ့သူတွေလည်းရှိတယ်အဲ့လိုရောင်းတဲ့လူတွေကကြတော့လေသူကကိုကြီးတွေလည်းသူကများများပြီးပြီးအဲ့လိုဝယ်နိုင်တယ်ရောင်းချတဲ့လူကသူတို့တော့ပို့ပြီးတော့ရောင်းချင်တာပေါ့ပြောမှဆိုအဲ့လိုမျိုးပုံစံပေါ့ဆိုတော့ကျမတို့ဟိုကိုကြက်နေရကြတော့ကိုကမရအောင်မရတဲ့ခါကျတော့အဲ့လိုသူတို့တွေကြီးကနေပြီးတော့တစ်ဆင့်ကိုကလည်းပြန်ဝယ်ရတာလက်ရှိမြန်မာနိုင်ငံအတွင်းကလေရင်လက်မှတ်ခတွေဟာရန်ကုန်မန်ကောက်အတော်အပြန်ထက်ဈေးပိုကြီးနေတဲ့အခြေအနေဖြစ်နေပါတယ်စစ်ကောင်းဆောင်ကတော့လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေမှာလေကြောင်းလိုင်းတွေပြန်လည်ပြေးဆွဲဖို့နဲ့တိုးချက်ပြေးဆွဲဖို့ပြောနေပေမဲ့လက်ရှိမှာတော့လေရင်လက်မှတ်ဈေးကြီးတဲ့ပြဿနာဆက်ရှိနေပြီးဖြေရှင်းပေးတာမျိုးလည်းမတွေ့ရသေးပါဘူးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုမိသားစုနဲ့ဆက်သွယ်ခွင့်ပေးဖို့နဲ့အသက်ရှင်ကျန်းမာကြောင်းအတည်ပြုပေးဖို့ UK နဲ့ Australia နိုင်ငံတို့ကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။လူထုခေါင်းဆောင်ကိုအကျဉ်းထောင်ကနေနေအိမ်တစ်လုံးမှာပြောင်းရွှေ့အကျဉ်းချတာကိုပထမခြေလှမ်းအဖြစ်ကြိုးဆိုပေမဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအတွက်အထူးစိုးရိမ်နေတာကြောင့်အမြန်ဆုံးအတည်ပြုပေးဖို့နဲ့မတရားဖမ်းဆီးခံထားရသူအလုံးကိုချွင်းချက်မရှိပြန်လွှတ်ပေးဖို့ပြည်ထောင်နဲ့ Australia တန်ယုံတွေကတောင်းဆိုထားတာပါ။ဒါ့အပြင်အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ရှင်းနေတွေမိသားစုဝင်တွေနဲ့ပုံမှန်တွေ့ဆုံခွင့်ပေးဖို့ဥရောပသမဂ္ဂ EU ကလည်းမေလ2ရက်နေ့မှာတောင်းဆိုထားပါတယ်။အရင်ကလည်းကုလသမဂ္ဂအမေရိကန်နဲ့ဂျပန်တို့ကဒေါအောင်ဆန်းစုကြည်ကိုချက်ချင်းလွှတ်ပေးဖို့ဇက်တိုက်တောင်းဆိုထားကြပါသေးတယ်ရှင်။စစ်ကောင်စီကအရက်သားတွေအပေါ်လေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေဆက်လုပ်နေတဲ့၍နိုင်ငံရေးဖြစ်စဉ်တွေကိုဆွေးနွေးဖို့အလွန်ခက်ခဲလိမ့်မယ်လို့အာရခတပ်တော် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောကြားလိုက်ပါတယ်။ The Diplomat Media နဲ့ပြုလုပ်ခဲ့တဲ့မေလ9ရက်နေ့ကအင်တာဗျူးမှာအခုလိုမျိုးထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့အင်အားသုံးတဲ့နီလန်နဲ့ဖိအားပေးနေမဲ့အစားမြေပြင်အရှိတရားကိုအခြေခံတဲ့ဆွေးနွေးမှုတွေကိုပဲအာရုံစိုက်တဲ့နယ်လို့လည်းထောက်ပြထားပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကစစ်ကောင်စီအနေနဲ့2023ခုနှစ်မတိုင်ခင်ကအခြေအနေကိုပြန်သွားဖို့ဆိုတဲ့လက်တွေ့မကျတဲ့တောင်းဆိုမှုတွေလုပ်နေမဲ့အစားနိုင်ငံရေးအရရင်းကျက်တဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်ဖို့တိုက်တွန်းထားပါတယ်။တကယ်လို့2023မတိုင်ခင်အခြေအနေကိုပြန်သွားကျင်နေဆိုရင်အေးအနေနဲ့လည်းရခိုင်ပြည်လွတ်လပ်ရေးဆုံးရှုံးခဲ့တဲ့1984ခုနှစ်အခြေအနေစီကိုပြန်သွားဖို့ပဲရှိတယ်လို့လည်းတုံ့ပြန်ပါတယ်။အာရခတပ်တော်ရဲ့လက်ရှိစစ်ရေးအောင်မြင်မှုတွေဟာပြည်သူလူထုရဲ့ထောက်ခံမှုနဲ့လူအသိုက်အဝန်းတွေကြားယုံကြည်မှုတည်ဆောက်နိုင်ခြင်းကြောင့်ဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါ့အပြင်အိန္ဒိယဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံတို့နဲ့လည်းမြေပြင်အခြေအနေကိုလက်ခံပြီးကုန်သွယ်ရေးဒုက္ခတွေပြန်လည်လက်ခံရေးနဲ့ဒေသတွင်းလုံခြုံရေးကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိနေတယ်လို့လည်းထည့်သွင်းပြောကြားထားပါတယ်ရှင်။စစ်ကောင်ဆောင်မင်းအောင်လှိုင်အနိုင်ရခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်ပြုဖို့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာလက်ရှိအချိန်ထိသဘောတူညီမှုတစုံတရာမရသေးဘူးလို့အာဆီယံ2026ပြောရေးဆိုခွင့်ရှိသူကဗုဒ္ဓဟူးနေ့မှာပြောခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံလာပူလာပူမြို့မှာကျင်းပနေတဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးသတင်းစာရှင်းလင်းပွဲမှာအာဆီယံပြောရေးဆိုခွင့်ရှိသူဒေါမနစ်ဇေဗီယာအင်ဖရီယာကအခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာပါ။အဖွဲ့ဝင်နိုင်ငံတွေကြားမြန်မာနိုင်ငံနဲ့ဆက်ဆံရေးကိစ္စတွေကိုဆက်လက်ဆွေးနွေးနေစေဖြစ်တယ်လို့လည်းသူကပြောပါတယ်။မြန်မာအရေးဖြည့်ရှင်းရမှာအကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်မှုနဲ့လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ဖို့ဆိုတဲ့အာဆီယံဘုံသဘောတူညီချက်9ရက် 5PC ကိုပဲဒေတာတွင်အဓိကမူပေါင်းဖြစ်ဆက်လက်ကင်တွယ်သွားမယ်လို့ပြောရေးဆိုခွင့်ရှိသူကရှင်းပြပါတယ်။စစ်ကောင်ဆောင်ဟာ2021ခုနှစ်အာဏာသိမ်းပြီး9နှစ်အကြာပြီးခဲ့တဲ့လမှာသမ္မတအဖြစ်ရွေးကောက်ခံရတယ်ဆိုပြီးအာဏာကိုတရားဝင်ဖြစ်အောင်လှုံ့ဆော်ခဲ့သူပါလက်ရှိမှာဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးမာရီယာထရီဆာလာဇာရိုဟာအာဆီယံလက်ထောက်ဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူပြီးဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်ရှင်အကျဉ်းချခံနေရတဲ့လူလူကောင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကိုကနေဒါနိုင်ငံရဲ့မြို့တော်အော်တိုဝါမြို့မှာရှိတဲ့မြန်မာစစ်အာဏာရှင်ရဲ့တန်ယုံရှိမှာဒေသစံတော်ချိန်မေလ4ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြပွဲမှာကနေဒါနိုင်ငံမှာရှိတဲ့မြန်မာအရေးလှုပ်ရှားသူတွေနဲ့အတူတက်ကြွလှုပ်ရှားသူတရုတ်ဆောင်မင်းသားခါရာလဲပူပေါင်းပါဝင်ခဲ့ပြီးဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေချက်ချင်းလွှတ်ပေးဖို့တောင်းဆိုခဲ့ကြတာပါမြန်မာရေးလှုပ်ရှားသူတွေဟာကနေဒါဖက်ဒရယ်ပါလီမန်ကိုလည်းတွားရောက်ခဲ့ကြပြီးလွှတ်တော်အမတ်တွေနဲ့တွေ့ဆုံခဲ့ကမြန်မာစစ်အာဏာရှင်ကိုပုံမပြင်းထန်တဲ့တန်ခတ်ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ပေးရေးနဲ့ဒီမိုကရေစီရေးအတွက်စင်ဆက်မပြတ်ပံ့ပိုးကူညီပေးရေးတို့အတွက်လည်းတောင်းဆိုခဲ့ကြပါတယ်။ဒီလှုပ်ရှားမှုမှာအော်တိုဝါ၊တိုရွန်တို၊မီဆီဆော့ဂါ၊မွန်ထရီယယ်၊လန်ဒန်၊ကက်ချနာ၊ဝန်ဆာ၊ဗွန်၊ဂျော့ချ်တောင်၊ဘရက်ဖို့၊ကွီဘက်ဟာမီတန်စတဲ့မြို့တွေအပါအဝင်ကနေဒါနိုင်ငံအနှံ့ကမြန်မာအရေးလှုပ်ရှားတဲ့တိုင်းရင်းသားပြည်သူ100ကျော်လာရောက်ပူးပေါင်းခဲ့ကြပြီးခိုင်မာတဲ့စည်းလုံးညီညွတ်မှုကိုပြသခဲ့ကြပါတယ်ရှင်။ပြီးခဲ့တဲ့ဧပြီလအစပိုင်းတုန်းကအခောက်ရွှေတစ်ကြက်သားဈေးဟာကျပ်သိန်း130အထိမြင့်တက်ခဲ့ပေမဲ့အခုတော့ကမ္ဘာရွှေဈေးဇက်တိုက်ကျဆင်းလာတာနဲ့အတူပြည်တွင်းရွှေဈေးလည်းကျပ်သိန်း104သိန်းဝန်းကျင်အထိပြန်လည်အေးလာတာကိုတွေ့ရပါတယ်။အရှိအလဲပိုင်းမှာစစ်ရေးတင်းမာမှုတွေပြင်းထန်လာတာကြောင့်ငွေဖောင်းပွမှုတက်နိုင်ပြီးဗဟိုဘဏ်တွေကအတိုးနှုန်းထပ်မံမြင့်တက်နိုင်မယ်ဆိုတဲ့စိုးရိမ်မှုတွေကြောင့်ကမ္ဘာရွှေဈေးဟာဒီကနေ့မှာတအောင်စကို$4,540ဝန်းကျင်အထိကျဆင်းလာပါတယ်။ဒါဟာမတ်လနောက်ပိုင်းအနေဆုံးအဆင့်ကိုရောက်ရှိလာတာဖြစ်ပြီးစစ်ရေးပဋိပက္ခစတင်ခဲ့တဲ့အချိန်ကနေတွက်မယ်ဆိုရင်10ဘတ်အတွင်း73%လောက်ကျဆင်းလာတာလည်းဖြစ်ပါတယ်။အရင်ဈေးနှုန်းတွေကိုကြည့်မယ်ဆိုရင်ဧပြီလအတွင်းမှာကမ္ဘာရွှေဈေးဟာတအောင်စကို$9,000ဝန်းကျင်ဇန်နဝါရီလမှာတော့$9,600ဝန်းကျင်အထိရှိခဲ့ပါတယ်။လက်ရှိမေလအစပိုင်းမှာတော့$4,540အထိကိုပြန်ကျလာပြီးပြည်တွင်းဒေါ်လာဈေးလည်းအနည်းငယ်ပြန်အေးလာတာကြောင့်ပြည်တွင်းရွှေဈေးဟာလည်းတစ်လဝန်းကျင်အတွင်းတစ်ချက်သားကိုကျပ်6သိန်းလောက်ပြန်လည်ကျဆင်းလာတာကိုတွေ့ရပါတယ်။ကမ္ဘာရွှေဈေးကျဆင်းသလောက်ပြည်တွင်းရွှေဈေးလိုက်ပါမကျဆင်းနိုင်တာဟာငွေဖောင်းပွားမှုဒဏ်ကိုရှောင်ရှားဖို့ပြည်တွင်းမှာရွှေကိုအဓိကအားထားစုဆောင်းနေကြခြင်းကြောင့်ဖြစ်တယ်လို့လေ့လာသူတွေကလည်းသုံးသပ်ထားကြပါတယ်ရှင်။ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာဇန်နဝါရီလကနေဧပြီလအထိပြီးခဲ့တဲ့4လအတွင်းရေမတော်တဆမှုကြောင့်လူ32ယောက်သေဆုံးခဲ့ပြီးအယောက်60ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမြန်လမ်းပေါ်မှာကူညီကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေစီကသိရပါဗျ။ပြီးခဲ့တဲ့ဇန်နဝါရီလ1ရက်နေ့ကနေဧပြီလ30ရက်နေ့အထိ4လအတွင်းရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာရေမတော်တဆမှု52မှုဖြစ်ခဲ့ပြီး32ယောက်သေဆုံးခဲ့က63ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ရင်မောင်းတွေအိမ်ငိုက်တဲ့အတွက်ရင်တိတ်မှောက်တဲ့ဖြစ်စဉ်တွေများခဲ့ပြီးရင်စည်းကမ်းလမ်းစည်းကမ်းတွေကိုတေချာလိုက်နာဖို့လိုတယ်လို့အမြန်လန်းရဲတပ်ဖွဲ့မှုရုံးနဲ့နှီးဆက်သူကပြောပါတယ်။ဒါအပြင်၄လအတွင်းမှာရင်စည်းကမ်းမလိုက်နာတဲ့ရင်မောင်း9000ကျော်ကိုအရေးယူထားတယ်လို့အမြန်လန်းမကြီးရဲတပ်ဖွဲ့စီကသိရပါတယ်။အမြန်လန်းမှာအင်စီကားတွေအနေနဲ့တနအီကိုကီလိုမီတာ100နှုန်းခရီးသည်တင်ကားတွေအနေနဲ့တနအီကိုကီလိုမီတာ90နှုန်းနဲ့လုပ်ငန်းသုံးရှင်တွေအနေနဲ့တနအီကိုကီလိုမီတာ60နှုန်းမောင်းနှင်ကြဖို့ကိုသတ်မှတ်ထားတယ်လို့လည်းသိရပါတယ်ရှင်။ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်အတွင်းကတေတံကြအကျဉ်းသားတွေတည်တံ့ထားရှိတဲ့နှစ်တိုက်မှာတန်းစည်းချုပ်လုပ်နေတဲ့ကိုဦးဆိုသူဟာအသက်ရောက်ရှိလာတဲ့နိုင်ငံရေးအကျဉ်းသားတွေအပေါ်မတရားဖိနှိပ်မှုနဲ့ငွေညစ်တာတွေပြုလုပ်နေတယ်လို့ထောင်တွင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။တန်းစီကိုဦးဟာအကျဉ်းဦးစီးအာဏာပိုင်တွေရဲ့မျက်နှာသာပေးမှုကိုအခွင့်ကောင်းယူပြီးအာဏာသိမ်းမှုကိုစန့်ကျင်တဲ့တော်လှန်ရေးနဲ့ဆက်ဆက်ပြီးဖမ်းဆီးခံထားရတဲ့တည်တံ့ကြနိုင်ငံရေးအကျဉ်းသားတွေကိုဆဲဆူရိုင်းပြတာမိုက်ကြေးခွဲတာနဲ့အလူငွေအမြင့်တက်ပြီးငွေတောင်းခံတာတွေကိုလှုပ်ဆောင်နေတယ်လို့အင်းစိန်ထောင်နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။အင်းစိန်ထောင်နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကကိုဦးကအကျဉ်းသားအသစ်တွေကိုမတရားဖိနှိပ်တာနဲ့မကဘူးတေတံတိုက်ရဲ့အခန်း21မှာသူကိုယ်တိုင်ဦးဆောင်ပြီးဖဲဝိုင်းတွေတောင်ထောင်ထားတယ်အရင်တုန်းကလည်းအဆောင်၄မှာတန်းစီလုံတုံးကငလင်ဘေးအလူငွေဆိုပြီးအကျဉ်းသားတွေစီကငွေတွေလိမ်ညာကောက်ခဲ့လို့အတိုင်ခံရပြီးပြုတ်ခဲ့ဘူးတဲ့သူပါလို့ပြောပြပါတယ်လက်ရှိမှာကိုဦးဟာထောင်အာဏာပိုင်တွေအတွက်ငွေရှာပေးနေသူတဦးအဖြစ်လှုပ်ဆောင်နေပြီးတော်လိုင်းအင်အားစုတွေကိုဖိနှိပ်ဖို့အတွက်အာဏာပိုင်တွေကသူ့ကိုအသုံးချနေတာလို့လည်းထောင်တွင်းသတင်းရင်းမြစ်တွေကပြောပြပါတယ်ရှင်ရန်ကုန်တိုင်းအတွင်းကလမ်းဘေးဝဲရဈေးဆိုင်ခန်းတွေအားလုံးဖျက်သိမ်းဖို့ဆရာနာရှင်သမ္မတမင်းအောင်လှိုင်ကညွှန်ကြားခဲ့တယ်လို့အုပ်ချုပ်ရေးနဲ့နှီးစပ်သူတွေစီကသိရပါဗျ။မေလ9ရက်နေ့ကဌာနဆိုင်ရာအစည်းအဝေးမှာဒီအမိန့်ကိုကိုးကားပြီးရက်တရာစီမံချက်နဲ့အညီလမ်းဘေးဆိုင်တွေဖျက်သိမ်းဖို့ညွှန်ကြားခဲ့တာပါ။တမတ်ရက်အတွင်းကိုအစီအစဉ်တွေကိုမဖြတ်ရင်အရေးယူခံရမယ်လို့ဆိုပါတယ်။လက်ရှိမှာစီပင်ရေမြောင်းကြော်ဆောက်တဲ့ဆိုင်တွေကိုစီးရင်ကောက်နေပြီးကျူးကျော်အိမ်တွေတော့မပါသေးပါဘူး။စစ်ကောင်းဆောင်ရန်ကုန်ရောက်တိုင်းအခုလိုဖျက်ခိုင်းတာအစင်လာလို့ဖြစ်နေပြီးပြီးခဲ့တဲ့2025ခုနှစ်ကလည်းမြို့နယ်6ခုလောက်ကဆိုင်တွေကိုအကုန်ဖျက်ပစ်ခဲ့တာကြောင့်ဈေးသည်တွေဘဝပြတ်ခဲ့ရသေးတယ်လို့ဈေးသည်တယောက်ကပြောပြပါတယ်။မေလ2ရက်နေ့ကဆရာနာရှင်သမ္မတမင်းအောင်လှိုင်လှိုင်သာယာကိုရောက်လာပြီးတဲ့နောက်အခုလိုမျိုးအမိန့်ပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။စကိုင်းတိုင်းမော်လူမျိုးကိုစစ်ကောင်စီတပ်ကမေလ9ရက်နေ့မနက်ပိုင်းမှာပြန်လည်ထိန်းချုပ်သွားပြီလို့တော်လိုင်းတပ်တွေစီကသိရပါဗျ။အင်းတော်မျိုးနယ်ကိုစစ်ကောင်စီတပ်ကဧပြီလ29ရက်နေ့မှာပြန်လည်ထိန်းချုပ်လိုက်ပြီးတဲ့နောက်တော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့မော်လူမျိုးဘက်ကိုဆက်လက်စစ်ကြောင်းထိုးလာခဲ့ပြီးမေလ9ရက်နေ့မှာပြန်ထိန်းချုပ်သွားခဲ့တာဖြစ်ပါတယ်။မေလ2ရက်နေ့ကစပြီးအင်းတော်မျိုးနဘာလန်းဆောင်ကနေမော်လူမျိုးကိုအင်အားအလုံးအရင်နဲ့ထိုးစစ်ဆင်လာတာဖြစ်ပြီးလက်နက်ကြီး drone တွေနဲ့ပါပစ်ခတ်တိုက်ခိုက်လာတာလို့တော်လိုင်းရဲဘော်တယောက်ကပြောပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ဒေသခံအများအပြားကြိုတင်တင်းရှောင်ထားကြသလိုမော်လူမျိုးအနီးဝန်းကျင်မှာတော့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့သိရပါတယ်။စကိုင်းနဲ့ကချင်ပြည်နယ်အဆက်ကမော်လူမျိုးကိုတော်လိုင်းတပ်တွေက2023ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ရှင်။ရန်ကုန်မြို့မှာမေလ4ရက်နေ့ကကျင်းပခဲ့တဲ့ Miss Grand Myanmar 2026ပြိုင်ပွဲမှာအလှမယ်တယောက်ကသီလရှင်ဝတ်စုံနဲ့ရှင်ပြိုင်ခဲ့တာကြောင့်ပွဲစီစဉ်သူတွေအပါအဝင်4ယောက်အမှုဖွင့်ခံထားရတယ်လို့အုပ်ချုပ်ရေးတိုင်းဝိုင်းစီကသိရပါဗျ။တာချီလိတ်နယ်ကိုစားပြုအလှမယ်အီမွန်လွင်ဟာသီလရှင်ဝတ်စုံနဲ့ရှင်ပြိုင်ခဲ့တဲ့ဗီဒီယိုပြန့်နှံ့ပြီးတဲ့နောက်သာသနာရေးဝန်ကြီးဌာနကအရေးယူဖို့တိုင်တန်းခဲ့တာဖြစ်ပါတယ်။လက်ရှိကြောက်တရားရေးစခန်းမှာပွဲစီစဉ်သူမရန်ဆိုင်တော်နဲ့တာဝန်ခံမရန်လူလူအောင်တို့ကိုပုံမှန်26ပုံမှန်295ကာရိုနဲ့အမှုဖွင့်ထားပြီးအလှမယ်နဲ့စီတီဒရိုက်တာတန်းစင်ဦးတို့ကိုတော့သာသနာရေးညှိုးနှွမ်းစေမှုပုံမှန်295ကနဲ့အမှုဖွင့်ထားပါတယ်။ဗုဒ္ဓဘာသာကိုမထီမဲ့မြင်ပြုရာရောက်တဲ့ဒီလောက်ရကြောင်းအလှမယ်အီမွန်လွင်ကိုပြိုင်ပွဲကနေထုတ်ပယ်လိုက်ပြီလို့ Miss Grand မြန်မာအဖွဲ့ကလည်းထုတ်ပြန်ကြေညာထားပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပတ်မြို့နယ်မှာအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြတ်နဲ့ဆက်ဆက်တဲလို့ဆိုပြီးတရုတ်နိုင်ငံသား52ယောက်အပါအဝင်လူအများအပြားကိုဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီကမေလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။မေလ4ရက်နေ့မွန်လွဲပိုင်းနဲ့ညပိုင်းမှာမိုင်းပန်မြို့နယ်ကြိုင်တောင်မိုင်းပန်ကားလန်အနီးစစ်စင်ရေးလှုပ်ဆောင်နေတဲ့အချိန်ဝအမျိုးသား1ယောက်ရှမ်းအမျိုးသမီး2ယောက်လာဟူအမျိုးသမီး1ယောက်နဲ့တရုတ်နိုင်ငံသား52ယောက်ကိုဖမ်းဆီးရမိခဲ့တာလို့သိရပါတယ်။
ဖမ်းဆီးမှုနဲ့အတူကြားဖြတ်လုပ်ငန်းလုပ်ကိုင်နေတဲ့စခန်းတစ်ခုကိုလည်းရှာဖွေတွေ့ရှိခဲ့ပြီးလုပ်ငန်းမှာအသုံးပြုတဲ့ဆက်ဆက်ပစ္စည်းတွေကိုပါသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းဟာကျိုင်းတောင်မိုင်းပန့်သွားကားလမ်းရဲ့အရှိတ်မိုင်း20လောက်အကွာမှာတည်ရှိပြီးအဆောက်အုံတွေထဲမှာမီးရှို့ဖျက်ဆီးထားတဲ့ကွန်ပျူတာတွေအလုပ်ရုံ3ရုံလူနေတဲ8လုံးကွန်ပျူတာ12လုံး Starlink ဆက်4လုံးနဲ့မီးစက်အကြီး2လုံးအပါအဝင်ဆက်ဆက်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်ရှင်။ရှမ်းမြောက်တိုက်ပွဲတွေမှာရှုံးပွဲဆက်ခဲ့တဲ့ဒုဗိုလ်ချုပ်ကြီးနိုင်ဦးကိုရခိုင်နဲ့ AR တိုင်းစစ်စင်ရေးတွေအတွက်ကားစားထမှု3အဖြစ်တပ်ချုပ်အသက်ကတာဝန်ပေးလိုက်တယ်လို့နေပြည်တော်စစ်ရေးသတင်းမြစ်တွေစီကသိရပါဗျ။အရင်ကကားစားထ3ဟာပဲခူးနဲ့ရခိုင်ကိုတာဝန်ယူရပေမဲ့အခုအခါ AR ကိုကားစားထ3အောက်ပြောင်းထည့်လိုက်တာပါ။ကံကောင်းဆုံးစစ်ဗိုလ်ချုပ်တယောက်လို့နာမည်ထွက်တဲ့ဒုဗိုလ်ချုပ်ကြီးနိုင်ဦးဟာညီနိုင်ကိုကရေးမို့ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့စစ်တပ်ကတော်အပတ်စဉ်35အတူဆင်းခဲ့သူတွေဖြစ်ပါတယ်။သူဟာ2024ခုနှစ်ရှမ်းမြောက်မှာအကြီးအကျယ်ရှုံးနိမ့်ခဲ့ပေမဲ့ယာရုတိုးခံခဲ့ရသူပါလက်ရှိရခိုင်မှာအာရခတပ်တော် AA ကမြို့နယ်14ခုနဲ့ချင်းပြည်နယ်ကပလောဝါတို့ကိုထိန်းချုပ်ထားပြီးစစ်အုပ်စုကစစ်တွေကြောက်ဖြူနဲ့မန်အောင်ကိုသာထိန်းချုပ်နိုင်တော့တဲ့အခြေအနေဖြစ်ပါတယ်ရှင်နေပြည်တော်မှာပြီးခဲ့တဲ့ဧပြီလအတွင်းမိုးသက်လေပြင်းတိုက်ခတ်မှုတန်းကြောင့်လူနေအလုံး30ကျော်နဲ့တခြားအဆောက်အဦတွေပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ကုညီကယ်ဆယ်ရေးအဖွဲ့တွေစီကသိရပါတယ်နေပြည်တော်ကမြို့နယ်တွေမှာတလအတွင်းမိုးသက်လေပြင်းတိုက်ခတ်မှုတန်းကြောင့်တကြံမန်းတက်9ခုလက်စစ်မီတိုင်9တိုင်အိမ်စီးကားတစ်စီးနဲ့လူနေအိမ်အလုံး30ကျော်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဧပြီလ23ရက်နေ့14ရက်နေ့နဲ့15ရက်နေ့တွေမှာလေပြင်းတိုက်ခတ်တာတွေအဓိကဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့နေပြည်တော်အခြေပြုကုညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်။လေဘေးဒဏ်သင့်အရက်သားတွေကိုစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေကပျက်စီးသွားတဲ့အိမ်တွေပေါ်မူတည်ပြီးကျပ်3000ကနေကျပ်6000အထိထောက်ပံ့ပေးကဓာတ်ပုံရိုက်ယူသွားတယ်လို့သိရပါတယ်။နေအိမ်တွေပျက်စီးဆုံးရှုံးသွားတဲ့လေဘေးသင့်ဒေသခံတွေဟာထောက်ပံ့ငွေနဲ့ပျက်စီးဆုံးရှုံးမှုမညီမျှတဲ့အတွက်နေအိမ်အသစ်တွေပြန်လည်မတည်ဆောက်နိုင်သေးပဲလက်ရှိအချိန်ထိယာယီတဲထိုးပြီးနေကြရတယ်လို့လည်းသိရပါတယ်ရှင်။မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မယုံကုန်းကျေးရွာအနောက်ဖျားမှာရှိတဲ့နေအိမ်တအိမ်မှာမေလ9ရက်နေ့မွန်လွဲ2နာရီကျော်လောက်ကဘုံဒီတလုံးကိုထုခွဲကြည့်တာကနေပောက်ကွဲမှုဖြစ်ပြီးအမျိုးသားတစ်ယောက်သေဆုံးခဲ့ကနောက်ထပ်3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။မရယာမြို့နယ်ဝတုံဒရကျေးရွာဘက်ကနေယူလာတဲ့ဘုံဒီတလုံးကိုထုခွဲကြည့်တာကနေပောက်ကွဲမှုဖြစ်ခဲ့ပြီးအသက်40ကျော်အရွယ်အမျိုးသားသေဆုံးခဲ့ကအသက်4နှစ်ကျော်ကလေးတစ်ယောက်အသက်43နှစ်ကျော်အမျိုးသမီးတစ်ယောက်နဲ့အသက်45နှစ်အရွယ်အမျိုးသားတစ်ယောက်တို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။ပောက်ကွဲမှုဖြစ်တဲ့ဘုံဒီကိုသေဆုံးသွားတဲ့အမျိုးသားကမရယာဘက်ကနေယူလာတာဖြစ်ပြီးအိမ်ရောက်တဲ့အခါဘုံဒီကိုထုခွဲကြည့်ခဲ့ကြတာဖြစ်တယ်လို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတစ်ယောက်ကပြောပါတယ်။ဘုံဒီပောက်ကွယ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့ရဲတပ်ဖွဲ့ကဖြစ်စဉ်ဖြစ်ပွားတဲ့နေရာကိုတွားရောက်စစ်ဆေးခဲ့ကဒဏ်ရာရရှိသူတွေကတော့ကျန်းမာရေးကောင်းမွန်တယ်လို့သိရပါတယ်ရှင်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တီထောင်ခြင်း9နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကသူရဲကောင်းဘွဲနဲ့စုတစိတ်တွေချီးမြှင့်သွားမယ်လို့မေလ9ရက်နေ့မှာ NUG ကထုတ်ပြန်ပါတယ်။ချီးမြှင့်သွားမဲ့ဘွဲနဲ့စုတစိတ်အမျိုးအစားတွေမှာပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ Honors of People's Revolution ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ Legend of People's Revolution ပြည်သူ့ဇာနီစုတစိတ် People's Medal for Noble Service နဲ့ပြည်သူ့သားကောင်းစုတစိတ် People's Medal for Loyal Service တို့ပါဝင်ပါတယ်။လက်ရှိမှာအဲ့ဒီဘွဲတစိမ့်တွေချီးမြှင့်နိုင်ဖို့စစ်စစ်လုပ်ငန်းစဉ်တွေလှုပ်ဆောင်နေပြီးချီးမြှင့်အနှင်းမဲ့နေ့ရက်ကိုတော့ထပ်မံအသိပေးသွားမယ်လို့သိရပါတယ်။ဒီလိုသူရဲကောင်းဘွဲနဲ့စုတစိမ့်တွေချီးမြှင့်တဲ့အစီအစဉ်ကိုနှစ်စဉ်ဆောင်ရွက်သွားဖို့လည်းရည်ရွယ်ထားတယ်လို့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ရခိုင်ပြည်နယ်ကိုကုန်သွယ်မှုတွေပြုလုပ်နေကြတဲ့အိန္ဒိယလမ်းကြောင်းနဲ့စောလမ်းကြောင်းတွေမှာဂျာတီဥတုအခြေအနေတွေစစ်ကောင်စီတပ်ကအထိုင်ချပိတ်ဆို့တာတွေနဲ့အေအေရဲ့ကုန်သည်တွေပေါ်ဖမ်းဆီးတာတွေကြောင့်ကုန်စည်စီးဆင်းမှုရော့ကျသွားပြီးရခိုင်ပြည်နယ်မှာကုန်စည်နှုန်းမြင့်တက်တာတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ကုန်သည်တွေကပြောပါတယ်။ဧပြီလအလယ်ပိုင်းကအိန္ဒိယနဲ့မကွေးတိုင်းဘက်ကိုသွားကြတဲ့အသက်45နှစ်အောက်ကုန်သည်တွေကိုအာရခတပ်တော်ကစစ်မှုထမ်းဥပဒေ NTEP နဲ့ဖမ်းဆီးခဲ့တာတွေရှိသလိုဧပြီလ24ရက်နေ့မှာလည်းစောမကွေးလမ်းပိုင်းကကံကြီးကျေးရွာမှာစစ်ကောင်စီတပ်ကတပ်ဆွဲလိုက်တဲ့အတွက်ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်ဆို့ခံထားရပါတယ်။ဒါအပြင်အိန္ဒိယလမ်းပိုင်းမှာလည်းမိုးရွာသွန်းတဲ့အတွက်လမ်းတွေပျက်စီးပြီးကုန်စည်စီးဆင်းမှုကြန့်ကြာနေတဲ့အတွက်ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာကုန်စည်ဈေးနှုန်းတွေမြင့်တက်သွားတယ်လို့ရခိုင်ကုန်သည်တယောက်ကပြောပါတယ်
ကုန်စည်နှုန်းတွေမြင့်တက်တဲ့အတွက်အခြေခံလူဒန်းစားတွေနဲ့စစ်ပေးရှောင်တွေဟာတရက်တာဝင်ငွေနဲ့စားဝတ်နေရေးဖြည့်ရှင်းဖို့မလုံလောက်တော့ဘူးလို့လည်းစစ်ရှောင်တွေကပြောပြပါရရှင်။ရှမ်းပြည်နယ်တောင်ကြီးမြို့ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ကပီတာဘားဆိုင်မှာအလုံးလုံးနေတဲ့အသက်16နှစ်အရွယ်မိန်းကလေးတစ်ယောက်ဟာစိုက်ပိုင်ရှင်ရဲ့ရိုက်နှက်ညှဉ်းပန်းမှုကြောင့်တိတ်ဆုံးသွားခဲ့တယ်လို့နှိစက်သူတွေစီကသိရပါဗျ။တိတ်ဆုံးသူမိန်းကလေးဟာဆိုင်ကိုလာတဲ့ဧည့်သည်တစ်ယောက်စီကမုံဘိုးငွေရရှိခဲ့တာကိုစိုက်ပိုင်ရှင်ကိုမပြောပြခဲ့တဲ့အတွက်မေလ4ရက်နေ့ညပိုင်းမှာပြင်းပြင်းထန်ထန်ရိုက်နှက်ခံခဲ့ရတယ်လို့သိရပါဗျ။ကနဦးစစ်ဆေးချက်တွေအရတိတ်ဆုံးသူရဲ့မျက်နှာလက်နဲ့ဝမ်းပိုက်ပိုင်းတွေမှာညူမဲတံရတွေတွေ့ရှိထားတယ်လို့သိရပါတယ်။အသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုအလုတ်ခန့်ထားပြီးလုံခြုံရေးမပေးနိုင်တဲ့အပြင်အခုလိုအကြမ်းဖက်တာဟာပြင်းထန်တဲ့လူအခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်ပြီးတာဝန်ရှိသူတွေကတိတိယရောက်ကိုင်တွယ်တဲ့နယ်လို့လူမှုကူညီရေးလုပ်ကိုင်သူတယောက်ကပြောပါတယ်။လက်ရှိမှာဖြစ်စဉ်ကျူးလွန်သူစိုက်ပိုင်ရှင်အောင်မျိုးသူခေါ်ပီတာဟာမေလ9ရက်နေ့မနက်ပိုင်းကမော်တော်ဆိုင်ကယ်နဲ့ဆိုင်ကနေထွက်ခွာသွားခဲ့ပြီးလက်ရှိအချိန်ထိဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်ရှင်။ AR တိုင်းတာပေါင်းမြို့နယ်တဲဖြူကျေးရွာအနီးမှာရိုဟင်ဂျာ12ယောက်ကိုစစ်တပ်ကမေလ9ရက်နေ့ညနေပိုင်းမှာဖမ်းဆီးလိုက်တယ်လို့စစ်တပ်နဲ့နှိစက်သူတွေစီကသိရပါတယ်။ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ဘက်ကနေ AR တိုင်းထဲကိုထွက်ပြေးဝင်ရောက်လာတဲ့အသက်18နှစ်မပြည့်သေးတဲ့ရိုဟင်ဂျာကလေးတွေအပါအဝင်12ယောက်ကိုစစ်တပ်ကဖမ်းဆီးခဲ့တာလို့သိရပါတယ်။အုပ်ချုပ်ရေးမှူးကဖုန်းဆက်သတင်းပေးတဲ့အတွက်စစ်တပ်နဲ့ရဲတွေကဖမ်းခဲ့တာဖြစ်ပြီးဗမာဖမ်းချုပ်ထားတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ရဲတပ်ဖွဲ့နဲ့နှိစက်သူကပြောပါတယ်။ဖမ်းဆီးခံရတဲ့ရိုဟင်ဂျာ12ယောက်မှာအမျိုးသား9ယောက်အမျိုးသမီး3ယောက်နဲ့ကလေးငယ်2ယောက်ပါဝင်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လကလည်းရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ရေကြီးမြို့နယ်မှာရခိုင်ပြည်နယ်ကနေဝင်လာတဲ့ရိုဟင်ဂျာ9ယောက်ကိုစစ်တပ်ကဖမ်းဆီးခဲ့သေးတယ်လို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေစီကသိရပါတယ်ရှင်။ရခိုင်ပြည်တန်ရွဲမြို့နယ်မှာတရားမဝင်နှလုံး3လုံးချဲတိုင်တွေဖွင့်ထားတဲ့သူတွေကိုAAရဲ့အာရခပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန DLAPS ကဖမ်းဆီးနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။တိုင်ကြားသူရှိတဲ့အတွက်တန်တွဲမြို့အမှတ်6ရပ်ကွက်ကနေတလုံးကိုစစ်ဆေးတာမှာလောင်ကစားလုပ်နေတဲ့တပ်တေကံပစ္စည်းတွေတွေ့တာကြောင့်အမျိုးသားအမျိုးသမီးစုစုပေါင်း9ယောက်ကိုဖမ်းဆီးခဲ့တာလို့ AA နဲ့နှိစက်သူကပြောပါတယ်။အဲ့ဒီသူတွေဟာလောင်ကစားလုပ်ရုံသာမဟုတ်ဘဲခိုးရပါပစ္စည်းတွေကိုပါရောင်းဝယ်တာတွေပြုလုပ်နေတဲ့အတွက်အမှုကိုဆက်ပြီးစစ်ဆေးသွားဖို့ရှိတယ်လို့သိရပါတယ်။ရခိုင်မှာတရားမဝင်လောင်ကစားတွေကိုထိရောက်တဲ့အရေးယူမှုတွေပုံမပြုလုပ်ပေးဖို့လိုအပ်တယ်လို့လည်းဒေသခံတွေကပြောထားကြပါတယ်ရှင်။